ဒီနေ့ကြက်ဖေစားချင်လို့ကြက်ဖေတော့ဝယ်ခဲ့တာပေါ့နော်မခရဝေးထဲကိုထည့်လိုက်ပြီးတော့ဦးလိုက်မယ်ဦးတာတော့10မိနစ်ပဲဦးတာပေါ့နော်သူ့ရဲ့ရကလာပြီးတော့စားချစ်စရာကြီးပဲน้ำจิ้มလည်းပကတဲ့ထည့်လိုက်မယ်ရဲ့နေနေကိုကြည့်ပေါ့စားဖို့တော့အစီအသေးဖြစ်ပါပြီကြက်ဖေလေးစားကြပါအောင်စကောင်းတယ်နော်ကြိုက်တယ်အရတာကောင်းနေအောင်ကောင်းနေကြက်ဖေလေးပါဘယ်သူစားရလဲတော့မသိဘူးနော်တချို့ကြတော့မစားရဘူးပေါ့နော်ကြက်ဖေဆိုတော့ယုံကြတယ်လေကိုကတော့ကြိုက်တဲ့သူဆိုတော့စကောင်းတယ်ပေါ့နော်စားကြပါဦးစေဒါကကြီးပေါ့ကြီးနဲ့တွေ့ဆဲရတာလည်းကြိုက်တယ်မရတော့